ဘာပြောကိုကတော့ run တာတွေဒီ clear နေရ generation အရင် advance ဖြစ်သွားတယ်လှုပ်ရှားတဲ့ပုံစံသူတို့ organization ကအရင်ကိုရုခေလို့မဟုတ်ကိုရုခေကမင်းကကောင်းဒီမင်းသားကောင်းတဲ့ကောင်အနောက်ပဲလိုက်ပြီးအဲ့လိုပဲလိုက်အဲ့လိုပုံစံသူနဲ့ဘာတော်လဲဘာမှလည်းဘာတော်လဲတူမလားဟုတ်တယ်တူမလားဘာမှရှင်းတော့ရှင်းပြရင်နောက်ကားရသူတို့နဲ့မပတ်သက်ရင်ကောင်းမယ်အားလုံးကတော်ကြတယ်လေးလေးလေးသားတယ်ဒီကလေးတွေဘာပြော new generation ပေါ့အခုသူတို့ကဘာပြောခစ်ကိုသွားပြီးတဲ့ကလေးပေါ့ကိုယ်ကဒါပေမဲ့တခုကိုရတော့မှာခက်ခဲရှိရနော်ဘာပြောဘာလို့ driver တိတ်အကျင့်မကောင်း driver ကိုကိုရတော့လွတ်လပ်ပေးပြီးတည်အောင်မဆောင်တကားလုံးချုပ်ထားဒီ driver ကသူကလူငယ်တွေကြီးတွေကသူကတင်တန်းတွေတေချာတက်ပြီးတော့တေချာလေ့လေထားတာအချင်းမဟုတ်ဘူးသူကဘယ်သူကဘာလုပ်တတ်တယ်ဘာလုပ်တတ်တယ်အကုန်လုံးသူကတော်တာကိုတို့ရိုက်တဲ့အချိန်နဲ့အခုဒီ generation တွေရိုက်တဲ့အချိန်နဲ့ပုံစံလုံးဝမတူသူတို့ကမရိုက်ခင်ကိုတို့ကရိုက်တယ်ဆိုတက်ရိုက်သွားအဲ့လိုစကားရိုက်စုပြီးပြောတာတော့အဲ့မှာဘာပြောရလဲခေါ်ပြီးတော့ဟိုမှာလေ script reading reading script reading တော့ကိုတခါမှမလုပ်ဘူးအဲ့လိုပဲသူတို့ရဲ့စုစည်းမှုသူတို့ရဲ့ညီညွတ်မှုသူတို့ဒါကိုဘယ်လိုကောင်းအောင်အားလုံးကကြိုးစားမယ်ဆိုတော့အားထုတ်မှုမြင်တော့ကိုတော်တော်လေးအံ့ဩတယ်ပြီးတော့ကိုတို့ခေတ်တော့ရိုက်တော့ costume designer ပဲမရှိဘူးအကုန်လုံးကိုယ့်လိုကိုမှားတာအခု costume designer တော့ဘာမှလိုနေသေးမရှိဘူးဖက်ဖက်အကုန်တေးဥဆောင်အခုကိလောရတဲ့တေးဥဆောင်တွေအရန်ခံကောင်းတယ်သူကဒီ item လုပ်ဖို့နဲ့ director ပေးတဲ့ character ပေါ်မှာစိတ်ထည့်ထားအောင်ကျန်တာဘာမှစိတ်ထည့်ထားဘူးကိုတို့တော့အဝယ်စားရထည့်ရတယ်ဘာဝယ်ရမှဆိုထည့်ရတယ်အကုန်ထည့်ရတယ်အကုန်ပေါ့နော်သုံးမဲ့သုံးဆောင်တွေအကုန်ထည့်ရတယ်အခုကိကလေးတွေကဒီဘာပြောကိုကတော့ run တာတွေဒီ clear နေရ generation အရင် advance ဖြစ်သွားတယ်လှုပ်ရှားတဲ့ပုံစံသူတို့ organization ကအရင်ကိုရုခေလို့မဟုတ်ကိုရုခေကမင်းကကောင်းဒီမင်းသားကောင်းတဲ့ကောင်အနောက်ပဲလိုက်ပြီးအဲ့လိုပဲလိုက်အဲ့လိုမဟုတ်သူကတယောက်နဲ့တယောက်လည်းသူက respect ရှိတယ်တကယ်လည်းအားလုံးကကောင်းတယ်ကိုရုခေတော့အဲ့လိုတယောက်ဆောင်မှုကလူတိုင်းကိုပေါ်ပြီးတယောက်ဆောင်ခိုင်းလို့မရဘူးခက်တယ်ခုကလေးတွေက generation ကမြင့်တယ်လေအုံနောက်တွေကမြင့်တော့ဘသူ့ကိုတယောက်ဆောင်ပဲတယောက်ဆောင်အကုန်ကိုယ်တည်းကောင်းတယ်ကောင်အရင်အဲ့လိုတယောက်ဆောင်တတ်တဲ့လူအရင်ရှားတာတော်ခိုင်းလို့မရဘူးသိမလားမကောင်းလေကိုကပုလေးနဲ့အလုံးစရာရှိရလုံမယ်အဲ့လိုဟာမျိုးတွေခင်မိသွားတာပေါ့နော် internet ခေတ်ဖြစ်သွားဒီ generation ကဘာပြောကိုကတော့ရန် director လည်းရန်တော်တယ်သူမသိရဘာမှမရှိဘူးသူဟိုလေ့လာမှုအားနဲ့လွတ်မဲ့အားတွေအကုန်လုံးကတော့သူတို့ခန့်ထားတာနောက်တစ်ယောက်ရှိတယ်ဗျကိုတို့မြောက်ခင်တော့ကြောက်တညာလုံးသူမအိပ်ဘူးလွတ်နိုင်တယ်မင်းကလေးတော့မင်းကလေးအဲ့လိုပေါ့သူတို့ရဲ့ production design မြန်မာနဲ့လေမကင်ဒီရန်တော်တဲ့အိတ်ကလေးတွေဘာပြောကိုပြောနေတာအကုန်လုံးကောင်းတယ် director လည်းကောင်းတယ်သူလည်းကောင်း cameraman လည်းကောင်းတယ် cameraman လည်းတော်တော်ထိုးရတဲ့ lighting တွေဆိုလေဒီမှာရရင်လေတရက်ကိုလည်းမဟုတ်တစ်မျိုးလုံးလင်းနေတယ်ဘယ်လိုထိုးထားလဲမသိဘူးလို့အဲ့ဒီစီစဉ်နေတာတညာလုံးမပြီးတော့ဘူးလို့ဘာပြောလေကိုကဒါ new experience ပေါ့ item လုံးရ